မင်္ဂလာပါရှင်သစ္စလေးဘေးနုရဲ့မန်လာဆယ်ရက်နေ့ည9:00နာရီထိနောက်ဆုံးအနုပညာသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ဇမင်းသားအောင်စပုကိုရရတိုင်းလိုက်ခံစားမနေဖို့ပြောလိုက်တဲ့မင်းသမီးစုမြတ်သူစားရဲ့တရင်ကိုသားစရိတ်တွေကိုကြီးတောင်းရတာရှက်ပေမဲ့မတက်တာတဲ့ချင်းတွေကြောင့်မြစ်တရက်ခံလာရတဲ့လူရှင်တော်ကြီးဦးသိန်းဆန်ရဲ့တရင်ဖုန်းထဲမှာနဲ့အပြင်မှာချားတီဖြစ်နေတဲ့အောင်စပုရဲ့ရုပ်ရည်ကိုအခုလိုဝေဖန်ခဲ့တဲ့မင်းသမီးကြီးစုမြတ်သူစားရဲ့တရင်ပါဝင်ဘကောရှင်မော်တော်မှာဘသူကအရေးချင်းရှိဆုံးမင်းသားလေးဆိုတာသိရဖို့ဇက်ပြိုင်ကိုင်းစိန်ခေါ်မဲ့ဆိုင်းရင်မုန်းတဲ့အောင်စပုရဲ့တရင်ကိုရှုစားမှာပဲဖြစ်ပါတယ်ရှင်။မကိုးရှိမော်တော်မှာဘသူကရေးချင်းရှိဆုံးမင်းသားလေးဆိုတာသိရဖို့ဇက်ပြိုင်ကိုင်းစိန်ခေါ်မဲ့ဆိုင်းရင်မုန်းတဲ့အောင်စပုပရိသတ်ကြီးမြန်မာစသပင်လောကရဲ့တမိုင်းတစ်လျှောက်မှာအကျိတ်နဲ့ဇက်ပြိုင်ပွဲကြီးတစ်ခုကိုမကြခင်မှာမြန်မာထွေတင်တွေ့မြင်ရတော့မှာဖြစ်ပါတယ်။အဲ့ဒါကတော့ချားမဟုတ်ပါဘူးမြန်မာနိုင်ငံရဲ့ထင်ရပွဲတော်ကြီးတစ်ခုဖြစ်တဲ့တမိုင်းဝင်ပဲခူးရွှေမော်တော်ဘုရားပွဲကြီးမှာမျိုးဆက်တိတ်ကျဲမင်းသားနဲ့လည်းဖြစ်တဲ့ဆိုင်းရင်မုန်းတဲ့အောင်စပုတို့ရဲ့အမှုပညာစိန်ခေါ်ပွဲကြီးပဲဖြစ်ပါတယ်။ဆိုင်းရင်မုန်းတဲ့အောင်စပုဒီနေ့မွေးတစ်ခုကိုကြားလိုက်တာနဲ့တပင်ချစ်သူတွေရဲ့ရေခုံတန်အားမြန်လာပါပြီ။လက်ရှိမြန်မာတပင်လောကမှာသူတို့နှစ်ယောက်ဟာပြန်ငယ်ကင်းအောင်မြင်မှုတရက်ဖို့ကိုတည်တည်ဆောင်ထားကြပြီးကိုပိုင်ပရိသတ်ခိုင်မာနဲ့အောင်မြင်နေကြတဲ့မင်းသားတွေပါ။ဂျိုင်းမဲ့ပရိသတ်တွေကြောင့်အမှုပညာရှင်တွေကြားမှာအမြဲတမ်းစိတ်ဝင်စားစောင့်ကြည့်နေကြတဲ့ချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့စကုံပေါ်မှာတကယ်တမ်းရှင်ပြိုင်ကြတဲ့အခါဘသူကအကားကုံဆိုပြောနေပညာရေးဆိုင်ရာမှာပို့ပြီးအရေးချင်းရှိတယ်လေဆိုတာပါပဲ။အခုတော့ဒီမိကုန်းတွေအဖြေကိုပဲခူးရွှေမော်တော်ဘုရားပွဲကြီးမှာလက်တွေ့ရှာဖွေတွေ့ရှိတော့မှာပါ။စကုံတစ်ခုကိုအပြိုင်ဆောက်ပြီးတော့တပြိုင်နက်တည်းကားပြဖျက်ပေးကြမယ်ဆိုတာဟာတယောက်နဲ့တယောက်အမှုပညာရေးချင်းကိုပြန်နေချင်းဆိုင်ဆင်ခေါ်လိုက်တာနဲ့တူတူပါပဲ။ဘသူစက်ရုံမှာလူပိုပြည့်မလဲဘသူကပရိသတ်ကိုမငြင်းငွေအောင်ပို့ပြီးဖန်ဆားနိုင်မလဲဆိုတာကတကယ့်ကိုရင်ခုန်စရာကောင်းလာပါတယ်။တမင်တဲ့တွေအတွက်ပဲခူးရွှေမော်တော်ဘုရားပွဲဆိုတာတာမန်စက်ကုံတစ်ခုမဟုတ်ပါဘူး။အမှုပညာရေးသိပြေဝရှိပြီးတော့ပြည်သူလူထုရဲ့အသိမဲ့ပြုမှုကိုရရှိထားတဲ့ထိတ်တန်းစက်သပင်ဖွဲ့တွေသာဝင်ရောက်ကပြခွင့်ရတဲ့တမိုင်းဝင်အောင်မြေကြီးပါ။ဒီလိုအောင်မြေမျိုးမှာမြန်မာတပင်ရဲ့မျက်နှာဖုံးမင်းသားနှစ်လက်ကတစ်ချိန်နဲ့လာရောက်ကပြတာဟာသူတို့အတွက်အမြင်မားဆုံးကိုသိတာတစ်ခုဖြစ်တယ်လို့တပင်လောကအတွက်ရောပရိသတ်တပါတကယ်ကိုရှာရှာပါပါခိုက်တဲ့ကြီးတစ်ခုဖြစ်လာမှာပါမင်းသားနှစ်ယောက်ရဲ့ပြိုင်ဆိုင်မှုတဲ့ပို့ပြီးတော့ပြင်းထန်နေတာကတော့သူတို့ကိုအားပေးနေကြတဲ့ fan တွေရဲ့အားပြိုင်မှုပါပဲဆိုရှယ်မီဒီယာတွေပေါ်မှာဆိုရင်လေကိုချစ်တဲ့မင်းသားကိုစုချဖို့အားပေးဖို့အတွက်ရဝိရန်ဒီကနေအပြိုင်ဆိုင်လာရောက်ကြဖို့နေ့စဉ်နဲ့များလှုပ်ဆောင်နေကြတာကိုတွေ့ရပါတယ်ဒါကြောင့်မလို့ဒီနေ့ရှင်မော်တော်ပွဲကြီးကိုလာရောက်ကြည့်ရှုသူတွေဟာတန်းနဲ့ချီရှိလာနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်ဒီလောက်အင်မတန်များပြလာတဲ့လူကြီးတနေရာထဲမှာစုပြုံရောက်ရှိလာမယ့်ရေးအတွက်ဖျားကောပကအဖွဲ့နဲ့တာဝန်ရှိသူတွေကလည်းခုတည်းကပို့တပင်းကြိုတင်ပြင်ဆင်မှုတွေလှုပ်ဆောင်နေရပါတယ်လူကျလုံးလုံးတက်ရှူချက်တာတနေမီတာနဲ့လူပိယာတွေလုံးဝဖြစ်ပေါ်စေဖို့အတွက်ပြည်သက်တွေဝင်ထွက်သွားလာမယ့်လမ်းကြောင်းတွေကိုစနစ်တကျပြန်လည်ရေးဆွဲတက်ချက်ခြင်းအရေးပေါ်လူစုခွဲနိုင်မဲ့ကွင်းပြင်နေရာများပြင်ဆင်ထားခြင်းလုံခြုံရေးအင်အားကိုအထူးတိုးမြင့်ထားခြင်းအရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုဖွဲ့များကိုအသင့်ပြင်ဆင်ထားခြင်းစတဲ့လုံခြုံရေးစီမံတွေကိုတေချာလှုပ်ဆောင်နေကြတယ်လို့သိရပါတယ်။ဘာပဲပြောဒီနေ့ပဲခူးရွှေမော်တော်ဘုရားပွဲကြီးကတော့မြန်မာသပင်သမိုင်းမှာကျိတ်နေဆုံးနဲ့လူစီကားသုံးပွဲကြီးတစ်ပွဲအဖြစ်မှတ်တမ်းဝင်တော့မှသိကြပါပဲ။အနုပညာရေးချင်းပြည်သက်ဆွဲဆောင်မှုနဲ့တပင်ပညာရေးတွေကိုပြိုင်ဆိုင်ထုတ်ပြကြမယ်ဒီစင်ကောပွဲကြီးမှာဘသူကအနိုင်ရရှိသွားမလဲဆိုတာကိုတော့ပွဲကြီးပြည်သက်တွေကပဲအဆုံးဖြတ်ပေးသွားကြမှာဖြစ်ပါတယ်။ကဲဗီယိုလေးကိုကြည့်နေကြတဲ့ပြည်သက်တို့ကရောဒီသမိုင်းဝင်စင်ကောပွဲကြီးမှာဘသူကအနုပညာရေးချင်းရှိသုံးလို့ထင်ပါတယ်။အောင်စပူရဲ့စေယုံကိုသွားအားပေးမှလားစိတ်မှုရဲ့စေယုံကိုသွားအားပေးမှလားဆိုတာကွန်မန့်မှာရေးသားပြီးတော့ရေခုန်တန်လေးတွေကိုမျှဝေပေးခဲ့ပါအောင်ရှင်။အားပေးနှဆင်ခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်။ဒီနေ့အောင်လည်းပဲနှုတ်ဆက်ခဲ့ကြပါတယ်။အားပေးနှဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းနဲ့ကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်။ဖုန်းထဲမှာနဲ့အပြင်မှာတခြားစီဖြစ်နေတဲ့အောင်စပူးရဲ့ရုပ်ရည်ကိုအခုလိုဝေဖန်ခဲ့တဲ့မင်းသမီးကြီးစိုးမြတ်သူစာယနေ့ခေတ် social media လောကမှာတို့သဖြင့်မိန်းကလေးပရိသတ်တွေရဲ့အသေးနှလုံးကိုအကြီးကျယ်ဖန်ဆားထားနိုင်ခဲ့တဲ့လူငယ်လေးတစ်ယောက်ရှိပါတယ်။သူကတော့ TikTok ပေါ်နဲ့တဆင်အမကန်အောင်မြင်မှုတွေရရှိလာတဲ့အောင်စပူးပဲဖြစ်ပါတယ်။ဒီကနေ့မှာတော့ဟောလေးတကြော်နာမည်ကြီးနေတဲ့ဒီလူငယ်လေးနဲ့ပတ်သက်ပြီးတော့မြန်မာလူပညာလောကရဲ့ထိပ်တန်းဝိုင်းရင် Academy မင်းသမီးကြီးစိုးမြတ်သူစာကမထင်မှတ်ပဲမှတ်ချက်မျိုးပေးခဲ့ပါတယ်။မာအီဆိုဆိုတာဆယ်စုနှစ်များစွာတိုင်အောင်ပရိသတ်တွေရဲ့ရှင်ထဲမှာနေရာတနေရာကိုခိုင်ခိုင်မာမာရယူထားနိုင်တဲ့စီနီယာမင်းသမီးကြီးတစ်လက်ပါခုနောက်ပိုင်းမှာပို့ပြီးတော့ပွင့်လင်းလွတ်လပ်လာတဲ့သူမဟာဆိုရင် social media တွေကိုမျက်မပြတ်အသုံးပြုနေရှိပါတယ်။ဒါကြောင့်မို့လို့ line မှာရေပန်းစားနေတဲ့အောင်စုရဲ့အောင်မြင်မှုအဟုန်တိုးကိုသူမကိုယ်တိုင်လည်းမျက်ဝါးထင်ထင်မြင်ခဲ့ရတာပေါ့။ပြီးခဲ့တဲ့ရက်ပိုင်းမှာပြုလုပ်ခဲ့တဲ့စိုင်းဖွဲ့ပွဲအခမ်းအနားတစ်ခုမှာတော့အပြင်မှာတစ်ခါမှမဆုံးဘူးသေးတဲ့မျိုးဆက်တဲ့ပထမဆုံးကျင်တဲ့လူချင်းတွေးဆောင်နေတာပါဒီချိန်မှာတော့မိုင်းဆိုတယောက်ဒီလောက်တောင်နာမည်ကြီးနေတဲ့ကောင်လေးပြင်မာတကယ်ရောဘလို့နေမလဲဆိုတာကိုစိတ်ဝင်စားနဲ့အကဲခတ်ခဲ့ပါတယ်အောင်စဘူဟာဖန်သားပြင်ပေါ်မှာချောမောသူဖြစ်နေနာမည်ကြီးပေမဲ့မိုင်းဆိုပြင်မာတကယ်လည်းမြင်တွေ့လိုက်ရတော့အဲ့ဒါမှာဖုန်းထဲမှာပုံစံနဲ့အပြင်ကပုံစံကတခြားစီဖြစ်နေတယ်လို့ပုံမှန်နဲ့ဝေဖန်ချီးကျူးခဲ့ပါတယ်
တခြားကြီးဆိုတာအဆိုးပြောတာမဟုတ်ပါဘူးဖုန်းထဲမှာမြင်ရတာထက်အပြင်မှာအများကြီးပိုနှုတ်ပြီးတော့ပိုပြီးချောနေတာကိုအံ့ဩဖွယ်ရာတွေ့ရပါတယ်တော့လို့ဆိုရင်လည်းတကူချီးကျူးလေးမရှိတဲ့မာကြီးဆိုတာအခုလိုစကားထွက်လာတော့တကယ်ကိုမှရှာရှာပပရုပ်ရည်နဲ့မကတည်းကအောင်စပွဲရဲ့ရင်ကျေးပြူငါတဲ့ဆက်ဆံရေးနဲ့လူမရေးကောင်းမှုတွေပေါ်မှာလည်းမာကြီးဆိုကအထူးပဲသဘောကျနှစ်ချိုက်ခဲ့ပါတယ်လက်ရှိမှာအသက်55နှစ်အရွယ်ရှိပြီဖြစ်တဲ့မာကြီးဆိုကအသက်26နှစ်အရွယ်အောင်စပွဲကိုမြင်ရတဲ့အခါမှာပြိုင်မဲ့အမှုပညာရှင်တစ်ယောက်လို့ဆိုတာထက်ကိုမွေးရင်ကိုသားအရွယ်တယောက်လိုပဲသဘောထားပြီးမြတ်တာထားခဲ့ပါတယ်။အမှုပညာလောကမှာအောင်မြင်မှုတွေကြာရှုံးမှုတွေလောကရန်တွေကိုအစုံကြုံတွေ့ခဲ့ရတဲ့ဝိုင်းစီနီယာရေးပြီးအောင်စပွဲရှိဆက်ချရမယ့်လမ်းအတွက်အလော်တန်မိုးရှိပြီးတော့ကြံကြံကိုမျှဝေခဲ့တယ်။ထို့သဖြင့်တော့အောင်မြင်မှုလမ်းကြောင်းပေါ်မှာမလွဲမသွေကြုံတွေ့လာတဲ့အခါအခက်အခဲတွေနဲ့ပတ်သက်လာရင်အောက်ပါအချက်တွေကိုအထူးမှကြားခဲ့တယ်။ဒီခံစိတ်ကိုအမြင်မွေးမြူထားဖို့ကိုယ့်အတွက်မလိုအပ်တဲ့ဝေဖန်တိုက်ခိုက်မှုတွေကိုလစ်လျူရှုတတ်ဖို့အရာရာကိုစိတ်ထဲမှာအလေးနက်ထားပြီးတော့ခံစားမနေဖို့ဒါဟာမနာလိုဝန်တုံမှုတွေများပြားလာတဲ့လောကကြီးမှာမျိုးဆက်တဲ့လူငယ်လေးတယောက်အမမရင်ကင်းတဲ့ရှောင်းလန်းနိုင်အောင်လမ်းပြပေးတဲ့စီနီယာကောင်းတယောက်အနေနဲ့လေးစားစရာကောင်းတဲ့စိတ်ထားပဲဖြစ်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာအကောင်းဆုံးတဲ့တစ်ခုကတော့မကြခင်မှာမာကြီးစိုးနဲ့အောင်စပူနဲ့အတူတွဲပြီးရုပ်ရှင်ဇာတ်ကားကြီးတကာရိုက်ကူးဖို့စကားပြောဆိုထားတာတွေရှိရလို့ဆိုတာပါပဲ။တကယ်သားဒီ project ကြီးဖြစ်မြောက်အောင်မြင်သွားအောင်စပူအတွက်အတွေ့အကြုံရောစီနီယာကြီးစီယာနဲ့လူပညာရေးတွေကိုအနီးကပ်သင်ယူခွင့်ရမယ့်အခွင့်အရေးကောင်းကြီးတစ်ရပ်ဖြစ်လာပါတယ်။အောင်စပူကိုယ်တိုင်ကလည်းမာကြီးစိုးနဲ့အတူတွဲလို့ရမယ့်ပေါ်အလွန်ကိုရင်ခုန်ပျော်ရွှင်နေရတယ်လို့သိရပါတယ်။ကဲဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်တို့ကရောအပြင်မှာပိုချောတယ်လို့ဝိုင်းရဲ့မင်းသမီးကြီးကိုယ်တိုင်ကချစ်ကျုပ်ခံနေတဲ့အောင်စပွဲရုပ်ရည်နဲ့အကျဉ်းစိုက်ပေါ်ဘယ်လိုမြင်ကြပါသလဲရှင်။မျိုးဆက်တဲ့လူငယ်လေးပေါ်မိခင်တယောက်လုံးနားလည်မှုပေးပြီးတော့လမ်းပြခဲ့တဲ့စွန်မြတ်သူစားရဲ့စိတ်ထားလေးကိုရောသဘောကျမိရလားဆိုတာ comment မှာပြောသွားကြပါအောင်ရှင်။ကိုသားစီကြောင့်ကိုကြီးတောင်းရတာရှက်ပင်မဲ့မတက်တာတဲ့ချင်းနေတာမြတ်တာရက်ခံလာတဲ့လူရှင်တော်ကြီးဦးသိန်းဆန်အားလုံးပဲမင်္ဂလာပါ The Celebrity New Page ကနေပြန်လည်ကကြိုဆိုလိုက်ပါတယ်ဦးသိန်းဆန်ကဝိုင်းရဲ့လူရှင်တော်ကြီးတယောက်လေးဖြစ်တယ်လို့အာသာတရုပ်ဆောင်ဖြစ်လေပရိသတ်တွေနဲ့ရှင်နီပီတာအမှုပညာရှင်တယောက်ပါစပ်ဖို့တရုပ်ဆောင်ကြီးတူပြင်အဝင်ခွင်ချတရုပ်ဆောင်နေသူဖြစ်ပြီးအရင်ကတော့အမြဲတမ်းတက်ကြွလန်းဆန်းခဲ့ပါတယ်ဒါပေမဲ့လောကတွေကစမ်းကြည့်တာကြောင့်လူအများကိုရှင်မောအောင်ပျော်ရွှင်အောင်ဖျက်ပြပေးခဲ့တဲ့ဟာသာတရုပ်ဆောင်ကြီးဟာခုချိန်မှာတော့သူ့ဘဝရဲ့ခက်ခဲဆုံးနဲ့နာကျင်ဆုံးချိန်ကာလကိုဖျက်ဆီးနေရပြီဖြစ်ပါတယ်။အခုလက်ရှိချိန်မှာတော့ဦးသိန်းစိန်ရဲ့ကျမရေးချင်းတွေဟာစိုးရင်ရတဲ့အရေးပေါ်ချင်းတွေကိုရောက်ရှိနေပြီဖြစ်ပါတယ်။အရင်ကပြပြနဲ့ရေမောနေတတ်တဲ့ဦးသိန်းဆန်ဟာအခုဆိုရင်တော့အလုံးကိုမှပိန်ချုံနေပြီးမျက်နှာပေါ်မှာလည်းနာကျင်မှုဝေဒနာတွေကိုအထင်သာမြင်တွေ့နေရပါတယ်။အသေးချောက်ယောဂကိုပြင်းထန်ခံစားရတဲ့ပြင်ရေပြင်းဆွဲတဲ့ဝေဒနာကြောင့်လည်းနေအောင်ထိုင်ရခက်ခဲနေရလို့ဆိုပါတယ်။အသေးချောက်ယောဂကုသဖို့အတွက်ငွေကြေးများများကုန်ကြတဲ့ယောဂဆိုကြီးပါ။ယောဂရဲ့အတန်ကိုအလိုလဲခန်းစားနေရတဲ့ဦးသိန်းဆန်ဟာမဆုံးခင်မှာခန်းစားနေရတဲ့ဝေနာတွေကိုမခန်းစားချင်တော့ဘူးဆိုပြီးအကူအညီတောင်းခံလာရပါတယ်။တသက်တာလုံးသူတစ်ပါးကိုရှေ့မောအောင်လုပ်ပေးခဲ့တဲ့သူတယောက်ရဲ့နောက်ဆုံးချိန်တွေမှာပြင်းထန်တဲ့နာကျင်မှုဝေနာကိုခန်းစားနေရပါတယ်။ယောဂဆိုကြီးကိုကုသဖို့ဆိုတာတာမန်ငွေကြေးပမာဏနဲ့လုံးဝမလုံလောက်ပါဘူး။ဦးသိန်းဆန်ရဲ့တပည့်တွေကတက်နိုင်တဲ့လောက်ထောက်ပံ့ပေးနေပေမဲ့လည်းစေကူသားစေကမလုံလောက်တဲ့အတွင်းလူမှုကွန်ရက်ကနေတဆင့်အကူအညီတောင်းခံလာရတာဖြစ်တယ်လို့ဆိုပါတယ်။အသက်အရွယ်ကြီးလာတဲ့ချိန်မှာသူတစ်ပါးစီဟာကိုကြီးတောင်းရတာကိုဘယ်သူမှမလုပ်ချင်ကြပါဘူး။တက်လုံးတိတ်ခါရှိရှိရက်တည်လာတဲ့အမှုပညာရှင်ကြီးဦးသိန်းဆန်ကိုယ်တိုင်ကရှက်လဲရှက်ပါတယ်နိုင်မော်တင်မို့စိတ်ကူးမရှိပေမဲ့မတက်တာလို့တင်လိုက်ရပါလို့လူရန်ပေးကြဖို့မြတ်တရက်ခံလာခဲ့တာပါ။ဦးသိန်းဆန်ကအရင်ကကျမ်းမာခဲ့ပူတာကြောင့်တက်လုံးဒီလိုဖြစ်လာမယ်လို့မထင်ခဲ့မိဘူးဆိုပြီးစိတ်မကောင်းဖြစ်နေပါတယ်။အရေးပေါ်နေတဲ့ချင်းနေမှုသာရှက်တဲ့စိတ်တွေကိုမျိုးသိပ်ပြီးအများတန်ကိုကြီးတောင်းခံခဲ့တာဖြစ်ပါတယ်။အခက်အခဲတွေကြုံတွေ့ရချိန်မှာအမှုပညာရှင်ချင်းချင်းရဲ့ပြီးမှကူညီမှုတွေလည်းရှိပါတယ်။လူပညာညီကိုတွေကသူတို့တနိုင်တဲ့ဘက်ကနေဝိုင်းဝန်းလူတန်းပေးခဲ့ကြပါတယ်။ဝိုင်းလူပညာရှင်ကြီးတွေတရွယ်ကြီးရင်လာချိန်မှာငွေကြီးခက်ခဲပြပြီးစိတ်ကူးသားစီမတက်နိုင်မှုဆိုတဲ့သတင်းတွေကြားတဲ့အခါပရိသတ်ချို့ဟာအရွယ်ရှိတုန်းကပတ်စံတွေအများကြီးရခဲ့တာပဲဘာလို့မစူဆောင်းခဲ့တာလဲလို့အလွယ်တကူဝေဖန်မိကုန်ထုတ်တဲ့ကြပါတယ်။ဒါပေမဲ့မိုင်းရှင်လောကမှာအဓိကဆက်ဆောင်မင်းသားမင်းသမီးပါဝင်ရိုက်ကူးတဲ့ကြီးကိုညံ့ပေးတတ်ပြီးမီထိုမန်တိုစားရှိတဲ့ရှူတင်စရိတ်တွေဦးသိစံတို့လိုဇက်ပိုးစရံတွေရဲ့အမှုပညာကြီးကိုအနေငယ်ပဲသုံးတဲ့ကြပါတယ်။စကားတကာရဲ့ဘာချက်အများစုဟာခေါင်းဆောင်မင်းသားမင်းသမီးတွေစီကိုသာလျှောက်သွားပြီးတကယ်တမ်းကားတကာလုံးတက်ဝင်အောင်ပံ့ပိုးပေးရတဲ့ဇက်ပိုးစရံတွေရဲ့ရပိုင်ခွင့်ကအလွန်ကုန်နေပါပါတယ်။ဒါကြောင့်တသက်လုံးအမှုပညာလုပ်ကိုရိုးသားသားလုပ်ခဲ့ရင်တောင်မှအုံမီမဆန်းဖြစ်လာခြင်းကျမ်းမာရေးချိုးတက်လာခြင်းမှာရင်ဆိုင်ဖြတ်သန်းဖို့အတွက်လုံလောက်တဲ့အာမခံချက်လုံးဝမရှိပါဘူး။စကားတကာလို့ရင်အဓိကဝင်ငွေတွေဟာလူနည်းစုစီကိုသာပြည်စင်သွားပြီးတော့တသက်လုံးစူးစမ်းခဲ့တဲ့ဇက်ပိုးစရံတွေအုံမီမဆန်းဖြစ်နေခြင်းစေကံပြဖို့တောင်ဝင်မရှိတဲ့ဖြစ်မျိုးကြုံရတာကစိတ်မကောင်းစရာပါ။ဦးသိန်းစံလည်းအမြဲဆုံးနေကောင်းလာစေဖို့အတွက်ဆုတောင်းပေးလိုက်ပါတယ်ရှင်။အားပေးနှဆင်ကြကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းလည်းကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပိုင်းနဲ့ပဲဒီနေ့ရဲ့အစီအစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါတယ်ရှင်။
ဇမင်းသားအောင်စဘူးကိုအရာရာလိုက်ပြီးတော့ခန်းစားမနေဖို့ပြောလိုက်တဲ့မင်းသမီးစိုးမြတ်သူစာပရိသတ်ကြီးရင်မင်းသားအောင်စဘူးရဲ့ဆန်းကတော့ရုပ်ရှင်မင်းသမီးစိုးမြတ်သူစာကတော့ချီးကျူးခဲ့ရပါတယ်။အောင်စဘူးကအသက်26နှစ်ရှိတဲ့လူငယ်လေးတစ်ယောက်ဖြစ်ပြီးသူတို့ဇက်ဖွဲ့မှာလူရောက်100ကျော်ကိုဦးစီးပြီးတော့လုပ်ကင်ခဲ့တာပါ။ဒါပေမဲ့လည်းမမျှော်လင့်ထားတဲ့အမားလေးကြောင့်ဟက်တာတွေရဲ့ဝေဖန်ပြစ်တင်ခြင်းကိုခံခဲ့ရပါတယ်။မင်းသမီးကြီးစိုးမြတ်သူစာနဲ့အောင်စဘူးဟာအင်းစားပစ္စည်းအယောင်းဆိုင်တဲ့ဖွင့်ပွဲကိုဖဲကျုပ်ပြဖွင့်လှစ်ခဲ့ရပြီးနောက်ထပ်အမှုပညာအသစ်ကိုစတင်ဖို့စိုးမြတ်သူစာနဲ့စကားတွေပြောခဲ့ကြတာဖြစ်ပါတယ်။မင်းသမီးကြီးစိုးမြတ်သူစာအောင်စဘူးရဲ့ဆန်းဟာကြောက်ခမန်းလီလီအောင်မြင်လာတာကိုချီးကျူးခဲ့ပြီးအသက်လေးငယ်တော့အရာရာတိုင်းကိုလိုက်ခံစားမနေဘူးဆိုပါတယ်။အောင်မြင်လာရင်ဝေဖန်တိုက်ခိုက်သူတွေကတော့ထုံးစံတိုင်းဖြစ်ပြီးသူတို့ရဲ့ပြောတန်တွေကိုနားမထောင်ပဲကိုလုံးဆရာရှိတာကိုသာလှုပ်ဆောင်ပါလို့ပြောပြခဲ့ပါတယ်။ကိုတူကိုသားရွယ်လေးမို့လို့ငငယ်ရွယ်လေးနဲ့အောင်မြင်မှုပေါ်မှာတာယာဖို့လည်းမလိုဘူးစိတ်ညစ်ဖို့လည်းမလိုဘူးအေးဆေးဆေးစွာနဲ့လမ်းမှန်အတိုင်းကိုဖျက်တမ်းပါလို့စီနီယာတယောက်အနေနဲ့ဆုံးမပေးခဲ့တာပါအောင်စဖို့အနေနဲ့ဟက်တာရီကြောင့်ပြဿနာလေးတွေအနေငယ်ရင်ဆိုင်ရပြီးတော့ဇမင်းသားတယောက်ရဲ့အိမ်မက်ကိုထပ်ပြီးတော့အကောင့်ထဲပေါ်ဖို့ကြိုးစားနေတာပါသူဟာဇက်တစ်ဖွဲ့လုံးကိုဦးစီးရတာကြောင့်တစ်ဖွဲ့လုံးရဲ့အမားလေးတွေကိုလိုက်ဖြည့်ရှင်းခဲ့ရပြီးသက်ဆိုင်သူတွေအားလုံးကိုလည်းတောင်းပန်ခဲ့ရတာပါသူ့အနေနဲ့လည်းအားလုံးကိုစားတောင်းပန်ပြီးတော့နောက်ထပ်အမှုပညာရှောင်းလန်းတစ်ကိုစားဖို့ကြိုးစားနေရလို့ဆိုပါတယ်သူဟာအခုမှစူးစမ်းလာတာမဟုတ်ဘဲနဲ့ဘွဲရပြီးတော့ဇက်တပင်မှာပျော်မွေ့နေပြီးတော့ဇက်တပင်ကိုပဲဒီဇိုင်းမှတ်မှတ်စူးစမ်းခဲ့တာဖြစ်ပါတယ်။အောင်စဘူဟာရဲမိုးဇက်တပင်မှာကလေးကနာမည်တစ်ခုရပြီးတော့သူ့ရဲ့ကိုပိုင်ဇက်ကိုတီထောင်ကတခုလိုအောင်မြင်လာခဲ့တာဖြစ်ပါတယ်။သူ့အနေနဲ့မင်းသမီးကြီးဆုံးမြတ်သူစာနဲ့တွေ့ခွင့်ရပြီးတော့အမှုပညာကျောင်းတွေပြောခွင့်ရလို့ကျေးဇူးတင်တယ်လို့ဆိုပါတယ်။စီနီယာတယောက်နဲ့တွေ့ခွင့်ရပြီးတော့ယခုလိုသူ့ကိုစိတ်တမကြောက်လို့ပြောပြပေးတာကြောင့်သူဆက်ရှောက်မဲ့လမ်းမှာခွန်အားတွေဖြစ်တယ်လို့လည်းပြောပြလာခဲ့ပါတယ်။မင်းသမီးကြီးဆုံးမြတ်သူစာနဲ့လည်းရုပ်ရှင်ဇာတ်ကားကြီးတွေကန့်လန့်ခံရပြီးတော့ဇလန်တွေလည်းအချိန်ကြီးနေတယ်လို့ဆိုပါတယ်မင်းသားတယောက်အနေနဲ့လည်းအကောင်းဆုံးစူးစမ်းမှာဖြစ်ပြီးအမှုပညာဘက်မှာလည်းပရိသတ်တွေလက်ခံလာတဲ့မင်းသားတယောက်ဖြစ်နေစူးစမ်းသွားမယ်လို့ပြောပြခဲ့ပါတယ်အောင်စဘူးကိုလည်းယခုလိုဇက်ကနေတော့မှနာမည်ကြီးဒရိုက်တာတွေနဲ့ကြောင်ညာပိုင်ရှင်တွေကအလို့ရက်ခေါ်ယူနေရပြီးတော့အောင်စဘူးကလည်းအချိန်တစ်ခုပေးဖို့စူးစမ်းခဲ့တာပါသူတို့ရုပ်ရှင်လောကကိုပထမအဆုံးခေါ်တဲ့ဒရိုက်တာကိုစောအာယုံကိုလည်းကျေးဇူးတင်ကြောင်းသူ့ကြောင့်မယခုလိုလူပိုတီကရုပ်ရှင်တွေဘက်ကဝိုင်းစီနီယာမင်းသမီးတွေမင်းသားတွေနဲ့တွေ့ခွင့်ရတယ်လို့ဆိုပါတယ်သူ့အနေနဲ့လည်းမာကြီးဆိုရဲ့ဆုံးမသွန်သင်မှုတွေကိုလေးစားပြီးတော့လိုက်နာပါမယ်လို့လည်းပြောပြလာခဲ့ပါတယ်။မာကြီးဆိုကလည်းအောင်စဘူးနဲ့ရုပ်ရှင်ရိုက်ဖို့အချိန်ကြီးနေတာဖြစ်ပြီးဇလန်းနဲ့ဇက်ရင်ကိုတော့မပြောတော့ဘူးပရိသတ်တွေပေါ့သွားမှဆိုလို့ဆိုပြီးပြောခဲ့ပါတယ်။အောင်စဘူးရဲ့ဆန်းဟာသူမတို့ငယ်ကအောင်မြင်တာထက်ပိုခဲ့တာမို့လို့ဘယ်သူမှလိုက်မမီနိုင်ဘူးလို့ဆိုပါတယ်။အောင်စဘူးအနေနဲ့လည်းအမားတွေကနေသင်ခန်းစာယူပြီးအကောင်းဆုံးစူးစမ်းပါလို့နှုတ်ဆက်စကားပြောခဲ့ပါတယ်။အောင်စဘူးကလည်းသူ့ရဲ့ပုံစံဟာအေးအေးလေးနေတတ်တာကြောင့်မာနကြီးတာမဟုတ်ဘဲနဲ့သူ့ရဲ့မိသားစုတွေအတွက်အမှားနေပြီးကောင်းတာတွေချပြချင်တာကြောင့်ဒီထက်ပိုစူးစမ်းနေရလို့ဂရုပေးရင်အနုပညာမောင်နှမ2ယောက်ရဲ့အင်တာဗျူးကအောင်မြင်ခဲ့ပါတယ်ဒီတော့ပရိသတ်ကြီးစီနီယာကောင်းတယောက်နဲ့တွေ့ပြီးတော့စုံတွေ့ခွင့်ရပြီးဆုံးမဩဝါဒစကားတွေသင်ကြားခဲ့ရတာကြောင့်အောင်စဘူးအနေနဲ့ပိုစူးစမ်းခြင်းစိတ်ဖြစ်ပြီးတော့ဒီထက်အောင်မြင်လာမှာဖြစ်ပါတယ်မှတ်ချက်လေးတွေလည်းပြောပြခဲ့ကြပါအောင်ရှင်